Okay ဒီ ESBBOS software လေးကိုအသုံးပြုပြီးဒါဖုန်းအများကြီးနဲ့ဒီ network ချိတ်ဆက်ပြီးတော့ဒါဈေးအောင်ကောင်တာအများကြီးပေါ့နော်ဒီငွေရှင်းကောင်တာအများကြီးထားပြီးတော့အသုံးပြုနေလေးကိုဒါပြောပြပေးပါမယ်ဒါဆိုရင်ဘယ်လိုလုပ်ရမလဲဆိုရင်အရင်ဆုံးကျွန်တော်က setting လေးကိုသွားလိုက်မယ်ပြီးရင်ဒီမှာ local network ပေါ့နော် local network ဒီ Wi-Fi local network ဆိုတာလေးကိုနှိပ်လိုက်မယ်ကျွန်တော်တို့ကဒီဖုန်းမှာဒီ Wi-Fi ပေါ့နော် Wi-Fi လေးချိန်ထားဖို့လိုတယ်ပြီးရင်ဒီချိတ်ဆက်အသုံးပြုမဲ့ဖုန်းမှာလည်းဒီရဲ့ Wi-Fi လေးပေါ့နော်ဒီ Wi-Fi တူညီတဲ့ Wi-Fi လေးကိုချိန်ထားဖို့လိုပါတယ်ဟုတ်ပါပြီဒါဆိုရင် Wi-Fi မရှိဘူးဆိုလည်းကိစ္စမရှိဘူးကျွန်တော်ကဒီ hotspot function ပေါ့နော်ဒီ hotspot ဒီ tablet ကနေပြီးတော့ hotspot လွှင့်လိုက်မယ်လွှင့်ပြီးတော့ဒီဖုန်းမှာသူ့ရဲ့လွှင့်ထားတဲ့ဒီ Wi-Fi လေးကိုချိန်လိုက်မယ်ပေါ့နော်ဒါဆိုရင်ရတယ် okay ဒါဘယ်လိုချိတ်ဆက်ရမလဲဆိုရင်ကျွန်တော်ကဒီအောက်မှာခုနကဒီ Wi-Fi local network ဝင်လိုက်တာဒါလေးတွေ့မယ်ပေါ့နော်ဒီမှာဒီ device ကိုရွေးရမယ်ပေါ့နော်ကျွန်တော်ကဒီဟာကိုဒီ counter main counter ပေါ့နော် main device အဖြစ်အသုံးပြုမှာဆိုတော့ဒီ main counter လေးကိုကျွန်တော်ကရွေးထားလိုက်မယ်ပြီးရင်ကျွန်တော်အောက်နည်းနည်းဆွဲလိုက်မယ်ပြီးရင်ဒါအမည်ရေးလို့ရတယ်ပေါ့နော်ဒီမှာကျွန်တော်က password ထည့်ပေးရမယ်ပေါ့နော်ဒါဆိုရင်တခြားမလိုအပ်တဲ့ပေါ့နော်ဒီအနောက်ရှက်တွေကနေကာကွယ်လို့ရအောင်ကျွန်တော် password လေးထားရမယ်ဒါဆိုရင်ကျွန်တော်ကအလွယ်ရိုက်ထားလိုက်မယ်1 2 3 4 5 6ဆိုပြီးရိုက်လိုက်မယ်ပြီးရင်ဒီမှာပေါ့နော်ဒီ update pin ဆိုတာရှိတယ်ဒါတစ်ခါထည့်ထားရင်တော့ရရပါတော့ကျွန်တော်ကတစ်ခါထည့်ထားလို့ဒါ update pin ဆိုပြီးပေါ်နေတာနှိပ်လိုက်မယ် okay ပြီးတော့ရင်ကျွန်တော်ဒီအောက်မှာရှိတဲ့ဒီ connect ပေါ့နော်ဒီတစ်ခါတည်းဒီမှာ start လုပ်လိုက်လို့ရပြီပေါ့နော် start မလုပ်ခင်ကျွန်တော်ကဒီ background run ဖို့ပေါ့နော် background run ဖို့ဆိုတာဥပမာဒီ tablet ဖုန်းကဒီ screen time out ဖြစ်သွားရပေါ့နော်ဒီ screen ပိတ်သွားရဲ့အခါမှာဒါ run နေဖို့ပေါ့နော်ဒါဘယ်ဖုန်းတွေမှာဖြစ်တယ်ဆိုဒီ Mi ဖုန်းတွေမှာဒါဒီပြောရမလဲဒီ background လေးကိုဖွင့်ပေးထားဖို့လိုရပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတော့ဒီ long background run ကိုနှိပ်လိုက်ပြီးကျွန်တော်ကဒီ no restriction ပေါ့နော်ဒီ battery usage detail တွေရောက်လာပြီဒီ battery usage detail မှာကျွန်တော်က no restriction ကိုနှိပ်လိုက်မယ် okay ဒါဆိုရင်ပြန်ထွက်လိုက်မယ် okay ဒါဆိုရင်ရပြီပေါ့နော်ကျွန်တော်ကဒီမှာ start လုပ်လိုက်မယ် okay ဒါဆိုရင်ဒီမှာဆိုလဲသူက start လုပ်တာအကြောင်းပြနေပြီ okay ဟုတ်ပြီဒါဆိုရင်ကျွန်တော်ချိတ်ဆက်မဲ့ဖုန်းတွေကိုယူလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီ software ဝင်ခြင်းကဒီလိုလေးပြနေမယ်ပေါ့နော်ဒါ login တွေပါဝင်စရာမလိုဘူးဒါကျွန်တော်ဖုန်းအလုံးကြီးအကန့်အသတ်မရှိဒါချိတ်ဆက်ခွင့်ပြုထားရပေါ့နော်ဒါဆိုရင်ကျွန်တော် local network လေးကိုနှိပ်လိုက်မယ်နှိပ်တာနဲ့ကျွန်တော်ပထမတော့အရင်ဆုံးတော့ဒီတူညီရဲ့ Wi-Fi မှာချိတ်ထားဖို့လိုပဲပေါ့နော် okay ဒါဆိုရင်ဒီ main device မှာထည့်ထားတဲ့ password လေးကိုကျွန်တော်ဒီထဲမှာရိုက်လိုက်မယ်ပေါ့နော်ဒါဆိုရင်1 2 3 4 5 6ဒါဆိုရင် updates pin ကိုနှိပ်လိုက်မယ် okay ဒါဆိုရင်ရပြီပေါ့နော်ဒါဆိုရင်ကျွန်တော် search and connect main device ကိုနှိပ်လိုက်မယ်ပေါ့နော် okay ဒါဆိုရင်ချိတ်ဆက်သွားပြီချိတ်ဆက်သွားတော့ဒီဈေးရောင်းလို့ရပြီဒါဆိုရင်ဒါငွေလွှဲငွေထုတ်ဒါငွေချိန်ဒါ agent ပေါ့နော်ဒါငွေတွင်းငွေထုတ်ဒီမှာရပြီပေါ့နော်ဒါဆိုအသုံးပြုလို့ရသွားပါပြီဒါဖုန်းလုံးကြီးကတော့ကျွန်တော်တို့အကန့်အသတ်မရှိချိတ်ပြီးတော့အသုံးပြုလို့ရပါတယ်ဒီမှာဆိုရင်လည်းကျွန်တော်ကဒီ home မှာပေါ့နော်ဒီဒါ local network active ဖြစ်နေတဲ့ဒါ device ဘယ်နှလုံးချိတ်ထားလဲဆိုတာအစားဒီမှာပြပေးပေါ့နော်အဲဆိုရင်ဒီဖုန်းမှာလည်းဒီဒါဈေးရောင်းလို့ရတယ်ဒီ print တွေလည်းထုတ်လို့ရတယ်ဒီ barcode တွေနဲ့လည်း barcode scanner နဲ့လည်းဒါတုံးကြည့်လို့ရတယ်ပေါ့နော်ဒီဖုန်းမှာချိန်ပြီးတော့တုံးထားလို့ရတယ်ဒါဒီငွေလွှဲတွေငွေထုတ်တွေဒါဒီကောင်တွေကလည်းအတုံးကြည့်လို့ရသွားပါပြီဟုတ်ကဲ့ပါခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်